because it's only ဒါလေးကတော့ကြိုက်တယ်လက်ရှိလေးဒါပေမဲ့သူနဲ့သေးမလားလို့အကြောင်းအားလုံးမင်္ဂလာပါဒီနေ့ကတော့အနာဒီမှာသမီးလေး Gloria ပေါ့နော် gymnastic class တူတက်မယ်ဆိုတော့ဒီနေ့တူတက်လိုအပ်တဲ့ပစ္စည်းလေးတွေကိုလာပြီးတော့မှဝယ်တာပဲဖြစ်ပါတယ်ဒါလေးကတော့ဘောင်းဘီလေးဒါကတစ်ထည်ကို$13တဲ့ဆိုတော့သူလိုချင်တာကပန်းရောင်လို့ပြောတာပဲအော်ဒါလေးလှမယ်ထင်တယ်ဘယ်လောက်လဲဒါက$16ပါအမဲလေးလည်းရှိတယ်pink ရှိတယ်ဒါလေးပဲယူလိုက်ပါမယ်အားတော့ဒီမှာ$16ပေါ့နော်ဟိုတနေ့ကတော့လေသူတို့ရဲ့အဲ့ဒီ gymnastic ဆော့တဲ့သူတို့နေရာမှာပေါ့နော်အဲ့နာဝယ်ဖို့လုပ်တာဟိုးဈေးရမ်းကြီးရသူတို့တစ်ထည်ကိုလေ40ကျော်50ကျော်အဲ့လိုရောင်းတာသူတို့ရဲ့အထဲမှာဆိုတော့အဲ့လိုမျိုးပေါ့ကွယ်သိတယ်မလားပစ္စည်းကိုသူတို့ကတစ်စိတ်ကိုရောင်းစားတာပေါ့သူတို့ရဲ့ဒီမှာတော့$16ဆိုတော့ကဲဒါလေးဝယ်လိုက်ပါမယ်ချစ်စရာဒီမှာတော့ဒီဇိုင်းနဲ့တိတ်မစုံဘူးတိလားဒါပေမဲ့အဲ့နာတော့ဒီနေ့ last minute ပေါ့နော်အဲ့လိုလာဝယ်ရတာဆိုတော့လေနောက်တမှပဲသူ့ကိုနောက်ထပ်တစ်စုံနောက်တစ်ဆိုင်မှာသွားဝယ်မယ်အဲ့တော့အဲ့နာကဒီ color လေးကိုရွေးတယ်ပေါ့နော်ဒါပေမဲ့သူတို့ပြန်ကြည့်လိုက်တော့ gymnastic ကလေဒီလိုမျိုးအတွန့်နေပေါ့နော်ဒီဖားတွေပါတဲ့ဟာအဆင်မပြေဘူးတဲ့ဒါလေးကတော့ကြိုက်တယ်လက်ရှိလေးဒါပေမဲ့သူနဲ့သေးမလားလို့အကြောင်း Gloria ရဲ့ gymnastic class ကိုသွားမှာဖြစ်ပါတယ်အဲ့မှာတော့လေသူတို့ကဟိုဒါကသူတို့ရဲ့ပထမအဆုံးပေါ့နော်အဲ့နာတို့အတွက်ဆိုလဲအတွေ့အကြုံကပထမအဆုံးအတွေ့အကြုံဆိုတော့ဒီမှာတမိသားစုလုံးသွားမှာဖြစ်ပါတယ်ဟိုမှာတော့ထိုင်ပြီးမှတနာရီပေါ့နော်သူတို့တနာရီစောင့်ရမယ်ဆိုတော့သူတို့အမတွေမလိုက်ဘူးထင်တာသူတို့ကလည်းအရန်ကိုစိတ်လှုပ်ရှားပြီးတော့သူတို့ညီမလေးသွားတယ်ဆိုတော့သူတို့လည်းလိုက်မယ်ဆိုတော့မှအနောက်မှာလိုက်ခဲ့ကြပါတယ်ကွာရောက်ပါပြီရှင်ဒီ building ကြီးပေါ့နော်ပြင်ဘက်ကနေအဲ့လိုကြီးလိုက်ရင်တော့ကိုထောင်ကြီးထဲမှာပေါ့နော်လူတွေကလည်းရှိပါမလားဆိုပြီးမှအဲ့နာတို့အရင်တော့အဲ့လိုစဉ်းစားရတယ်ဘယ်ဒီမှာလူတွေမှအပြည့်ပဲဒီမှာအဖြူတွေကလေသူတို့သားသမီးတွေကိုသူတို့အဲ့လိုအရန်ကိုပန့်ပိုးတာပေါ့နော်မကြည့်ကားတွေကလည်းတစီးလာတာအဲ့လိုမျိုးဒီမှာဆရာမဟောပတ်တော့လိုက်ပါဟာ let's just go Okay, Gloria လေး I'm the main cook မလေးအခုကတော့အနာတို့ကအထဲကိုဝင်มาဖြစ်ပါတယ်ဒီထဲမှာဝင်တဲ့ခါကြလို့ရှိရင်တော့သူတို့ကဒီမှာ check in လုပ်ပြီးတော့မှဝင်ရုံပဲပေါ့နော်အနာတော့ဟိုလွန်ပြီးခဲ့တဲ့တစ်ပတ်ကဒီမှာသူတို့စမလာပြီးတော့မှဆင်းလာတွင်ပြီးသားဆိုတော့ဒီနေ့ကတော့ကိုဒီမှာ check in လုပ်ပြီးတော့မှအထဲကိုဝင်ရမှာဖြစ်ပါတယ်အခုကတော့ Gloria လေးကသူ့ရဲ့ဆရာမကသူ့ကိုလာခေါ်သွားတာပေါ့နော်ဒါသူ့ရဲ့ပထမဆုံးအချိန်ဖြစ်တယ်ဆိုတော့သူ့ရဲ့ပစ္စည်းတွေဘယ်မှာထားရမလဲရေဘူးတွေဘယ်မှာထားရမလဲဘယ်ကနေဝင်ပြီးဘယ်ကနေထွက်ရမလဲဆိုတာလေးကိုလိုက်ပြပေးပြီးတော့အခုအနာတို့ကပြန်ထွက်လာတာဖြစ်ပါတယ်အခုကတော့အပေါ်ထပ်ကိုတက်ဖို့အတွက်စောင့်နေတာပေါ့နော်ဘာလို့လဲဆိုတော့သူတို့တွေကclass တောင်းသားတွေကအများကြီးရှိတယ်သူကတစ်နာရီမှတစ်ခါဆိုတော့အနာတို့ကအရှိရလူတွေဆင်းသွားတာကိုစောင့်နေတာပေါ့နော်အခုကတော့သူတို့အားလုံးပြန်ပြီဆိုတော့ဒါကတော့အနာတို့အလှည့်ဖြစ်သွားတာပေါ့ဒါကတော့အပေါ်ထပ်ကနေပြီးမှအနာတို့ကြည့်ဖို့အတွက်လာစောင့်တာပါခုကတော့ဒါအနာတို့က6နာရီခွဲအဖွဲတွေဆိုတော့အခုမှတက်လာတာပေါ့နော်ဟိုဖက်ချမ်းကတော့ဒါကတော့ cheerleader အတွက်ဒီဘက်ကတော့ gymnastic အတွက်ပေါ့နော်အဖွဲဖက်ချမ်းပေါ့နော်Gloria လေးဒီ gymnastic ဆော့တဲ့ဟာလေးကိုဗီဒီယိုရိုက်ချင်တာပေါ့နော်ဒါပေမဲ့အမှဘယ်လိုဖြစ်သွားလဲဆိုတော့အဲ့နာမှာသူတို့ကစာရေးထားတာအဲ့နာမတွေ့သူကဗီဒီယိုရိုက်လို့မရဘူးပေါ့နော်ဗီဒီယိုရိုက်ခွင့်မပေးဘူးဆိုပြီးမှစာရေးထားတာပါအဲ့တော့အဲ့နာလည်း Gloria လေးဆော့တဲ့ဗီဒီယိုလေးကိုမရိုက်ခဲ့ရဘူးပေါ့နော်ဆိုတော့အခုကတော့ပြီးသွားပြီသူပြန်လာတာပေါ့နော်ဒီမှာသူအဆင်ပြေလားလို့သူမေးတော့သူအဆင်ပြေတယ်သူအရန်ပျော်တယ်ဆိုပြီးမှပြောနေတာပါဘယ်လိုလဲငါလည်းပြောတတ်တော့ဟောတိပြီ
ဒါကတော့ gymnastic ဘာလေးပေါ့နော် Amazon ကနေမှာတာပါဆိုတော့100ကျော်တော့100ကျော်ပဲဘာတွေပါလဲဆိုတာကိုအခုအဲ့ဒါတော့ तू ကပြီးခဲ့တဲ့တစ်ပတ်မှာ gymnastics တက်တယ်ဆိုတော့အိမ်မှာ तू ကပြန်ပြီးတော့မှလေ့ကျင့်ဖို့လိုတယ်ဆိုတော့အဲ့ဒါသူ့အတွက်ကို gymnastics ဘာကိုဝယ်ပေးတာပေါ့နော်ဒီဘာမှာဆိုလို့ရှိရင် तू ဘာပါမယ်ပြီးအောက်ကအခင်းတစ်ခုပါမယ်အဲ့လိုမျိုးလေးပေါ့နော်ဆိုတော့အဲ့ဒါတော့မှားထားတဲ့ပစ္စည်းလေးရောက်ပြီဆိုတော့တစ်ခါတည်း unboxing လုပ်လိုက်တာပေါ့နော်ဗီဒီယိုတစ်ခါတည်းတစ်ဆက်တည်းဖြစ်သွားတာပေါ့နော်ဒီမှာကတော့လေဟိုအရင်တော့အဲ့နာတော့ကဒီသူတို့အဲ့လိုတက်ချင်တာတွေကိုလည်းမတက်ခိုင်းဘူးပေါ့နော်ဟာတကယ်လို့မှမလို့လားတေချာလားဆိုပြီးအဲ့နာတော့အမြဲတမ်းအဲ့လိုမေးလေးရှိတယ်ပေါ့နော်တကယ်တော့အဲ့လိုမေးတာမှားတယ်ပေါ့နော်အဲ့နာဒီလိုမျိုးဒီအသိပညာတစ်ခုမှာအဲ့နာနားထောင်လိုက်တဲ့အခါမှာဗာလဲဆိုတော့ကလေးတွေရတဲ့သူတို့ကဘာသူတို့ငယ်တဲ့အချိန်မှာသူတို့လှုပ်ချင်တဲ့ဟာလေးတွေကိုလှုပ်ခိုင်းလိုက်ပေါ့နော်အဲ့လိုလှုပ်ခိုင်းနေမှာသူတို့ကအဲ့လို4 5 6မျိုးတင်တဲ့အချိန်မှာသူတို့ဘာကိုကြိုက်တယ်ဘာကိုလှုပ်ချင်တယ်လဲဆိုတော့အရာကိုသူတို့သိမှာပေါ့နော်ကိုကမဟုတ်ဘဲနဲ့ NRS အမြဲတမ်းသူ့ကိုလေဟဲနေတကယ်လို့မလို့လားတကယ်ရောသိချလားအဲ့လိုမျိုးမေးတော့ကလေးတွေကလန့်ပြီးတော့မှလှုပ်ချင်စိတ်မရှိတော့ပေါ့နော်အဲ့လိုမျိုးပြောတာမှားတယ်ဆိုပြီးမှအဲ့လိုတွေ့ရကဲဒါဆိုနဲ့ NR လည်းဆုံးဖြတ်ချက်ပြန်ပြီးတော့ပြင်ရတာပေါ့နော်ဆိုတော့သမီးကလည်းဒါကိုသူကအရန်ဝါသနာပါသူကိုယ်တိုင်လည်းအိမ်မှာအရန်စူးစမ်းတယ်ဒီပစ္စည်းတွေမရှိနဲ့အိမ်မှာတစ်ချိန်လုံးဂျွန်းထိုးနေတာအပြင်သွားရင်တော့ခီးသွားရင်တော့တစ်ချိန်လုံးနေသူကဂျွန်းထိုးနေတဲ့သူဆိုတော့ကဲအဲ့နာတော့လည်းလှုပ်ပေးလိုက်မယ်ဆိုပြီးတော့မှလှုပ်ပေးလိုက်တာပေါ့နော်ပထမလည်းအဲ့နာအဲ့လိုလှုပ်လိုက်တော့မသိဘူးအဲ့နာရဲ့ဒူမလေးကဒီအခုတက္ကသိုလ်တက်နေတဲ့ဒူမလေးတယောက်ကပြောတာပေါ့ဟာအရန်ကောင်းတယ်အတော်တဲ့အတော်အဲ့လိုမျိုးလုပ်ပေးလိုက်တာတကယ်ကောင်းတယ်ပေါ့နော်ဟိုတချို့ဆိုရင်ဒီမှာအဖြူတွေဆိုလို့ရှိရင်တဲ့သူတို့ရဲ့ကလေးတွေကိုတဲ့ဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးအားကစားဖက်မှာပေါ့နော်တခုခုမှာမဟုတ်တခုထူးချွန်အောင်သူတို့ကအဲ့လိုမျိုးပံ့ပိုးပေးတယ်ပေါ့တကယ်လို့တချို့ကလေးတွေကစာမှာအရန်မတော်ပေမဲ့သူတို့ကအားကစားပိုင်းမှာအရန်တော်တယ်ဆိုလို့ရှိရင်တဲ့သူတို့ college တက်တဲ့ခါကြလို့ရှိရင် scholarship တွေရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးသူတို့ရဲ့ scholarship တွေအမျိုးမျိုးရှိတယ်တဲ့အဲ့ဒါကြောင့်မလို့ညီမလေးတို့အဲ့လိုတက်တာကိုသူအရန်အားပေးတယ်ဆိုပြီးမှပြောတာပေါ့သူတော်မငယ်တုန်းကနားမလဲခဲလို့မတက်ခဲ့တာပေါ့နော်အမေဖေတွေကလည်းနားမလဲတဲ့ခါကျတော့အတွေ့အကြုံလည်းမရှိတော့အဲ့တော့မတက်ခဲ့ရဘူးတဲ့အဲ့ဒါကြောင့်အခုညီမလေးတို့တက်ချင်တယ်ဆိုတက်ခိုင်းပါဆိုတော့အဲ့နာလည်းအခုမှအဲ့လိုမျိုးပေါ့နော်ဘယ်လိုလဲသူမလေးပြောပြမှာပဲအော်အဲ့လိုမျိုးလားဆိုတာသိပြီးတော့မှအဲ့နာလည်းပို့ပြီးတော့မှဘယ်လိုလဲပျော်သွားတာပေါ့နော်အော်ဒါဆိုရင်တော့အရန်ကောင်းတယ်ဆိုပြီးမှအဲ့နာကသူ့ကိုပို့ပေးလိုက်တာဖြစ်ပါတယ်ဆိုတော့ဒီမှာကတော့အမေရိကန်နိုင်ငံမှာတော့အဲ့လိုမျိုးပေါ့နော်ကလေးတွေကိုစာမှာအရန်ထူးချွန်တဲ့လူလည်းရှိသလိုအားကစားပိုင်းမှာထူးချွန်ပြီးတော့မှအားကစားနဲ့ပဲ scholarship ရတဲ့သူလည်းရှိတယ်ဆိုတာကိုပေါ့နော်ပြောပြချင်တာပေါ့နော်ကျေးဇူးမယ် Because like on YouTube. ကိုကြီးကြည့်တယ်အပြင်ကလောက်တာalmost တော့အပမမူလီထဲလိုက်ဒီဘက်မှာမူလီ Me? နင်းမပေးလိုက် Oh, great. ပေါ်လက်ရမှာမလားဟုတ်လေကြောက်တယ်မို့လား အဲ့လိုလုပ်ပါဦးဒီနေ့ ကဝေးဝေး ဆောင်းနေလို့မရဘူးဘာမှငငယ်တော့သူရတယ် Really? ဖြည်းဖြည်းချင်းစီတော့ဖြည်းဖြည်းချင်းစီတော့ ဟာခုတော့ပြီးသွားပါပြီရှင် startup လုပ်တာဟုတ်မှာသူနောက်မှာလုံနေပြီပေါ့နော်ဟယ်လိုလောက်တော့မကိုကြီးပေါင်းမရဘူးပေါင်120အများဆုံးပဲ No it's not because of taller than you ဒီပါပြ Okay no မဟုတ်ဘူးလေဒီလိုရဲလောလောအောင်ပါလေဒီဟာဒါအဲ့လိုအဲ့ဒါကျင့်ရမှာအဲ့ဒါကိုကျင့်ရမှာ No, I like to flip over. မဟုတ်ဘူးလေပြောပြတာအဲ့လိုလုပ်ရတာပြောချင်တာ ဒီလိုတက်လက်လို့တော့ဒီ It's just like you hang on out there. You know how to do it. တမီဒီမှာအဲ့မှာလို့တလို့မျိုးလေမကြည့် တမီဒီမှာလို့တော့မျိုးတယ်အမျိုးတော့ အဲ့လိုလုပ်ရတာဖြစ်မှာဒါဆိုရင် လောက်ကြည့်လိုက်ခုံနေလို့ရှိရင် အဲ့လိုမျိုး Can you move the chair? Okay ဟာပဲကြည့်လိုက်တော့ကလေးတယောက်ရှိရင်တယောက်တစ်မျိုးစီ2ယောက်ရှိရင်2မျိုး3ယောက်ရှိရင်3မျိုးထွက်เสียတွေကလည်းတပုံကြီးပဲ
ဒါကတော့သူ့ရဲ့ဝါသနာပေါ့နော်သူငယ်သူကအဲ့ဒါကိုလှုပ်ချင်နေတာကြာပြီအဲ့နာတော့လည်းဒီဘတ်ချက်တွက်ရတာပေါ့နော်သူအလားတိုင်းတစ်လကို80ပေးရတယ်လေ gymnastic class သွားတာလေအဲ့လိုမျိုးဆိုတော့ဟိုပြီးတော့လည်းအကြီးမတွေကလည်းသူတို့က music တွေလည်းတက်တယ်ဆိုတော့တစ်လဆိုရင်တော့ပေးကြတယ်ရက်များသွားပြီလေနော်အဲ့လိုမျိုးဆိုတော့အဲ့ဒါလည်းတော်တော်လေးစဉ်းစားယူရအခုကတော့အဲ့နာတော့သူ့ကိုလှုပ်ပေးလိုက်တာပေါ့နော်မဟုတ်ရင်လည်းသူတို့ဘာမှမတတ်မှလည်းဆိုတယ်လေအဲ့ဒါကြောင့်ညီမလေးခေါင်းအောင်လည်းရိုက်မိအောင်မကကားဖဲသူ့လောက်ခိုင်းလိုက်ပါအောင်တမီးရဲ့သူ့လောက်ခိုင်းလိုက်ပါအောင် Do you want to try? မခုံလေးပေးလိုက်ပါအောင်ခုံလေးပေးလိုက်ပါအောင်သူလောက်ချင်တယ် Why is everything pink? Even my grips are pink. နာဟုတ်ပြီလောက်ကြည့်ပါအောင် try ကြည့်ပါအောင်ကားလေးဟုတ်ပြီလောက်လေးလောက်တမီးလောက် He's here. မလေးဆွဲထား yeah like this ကျုံအဲ့လိုလောက်ခိုင်းရ Okay. လောက်ကြည့် Okay. ဟာလောက်လေမေ bracelet တွေတော့ take off ကုန်ပြီဟဲ့နင်တော့ Get serious. okay go ahead oh yeah good job တော်လိုက်တာ yeah ဟုတ်ပြီ wow ကဲရပြီမမ turn Mommy has it. Mommy, I want to try. God, it's take. Is it safe? Mama, let me try. This one, this for your hand. ဘာလို့လဲ Like for the thing. ဟောဒါကြီးကလည်းမလို့ဖြစ်နေဘာဒီတိုင်းမလုပ်ကြည့်တာပါကဲတော်ပြီကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ကြည့်ပေးတဲ့သူအားလုံးကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင်ဒါကတော့ NRO gymnastic class ရဲ့ gymnastic bar ပေါ့နော် unboxing လုပ်တာပဲဖြစ်ပါတယ်ရှင် Because you're tall. ဟာရမ်းပြင်ပါနဲ့မျက်နှာလေးကြည့်ကြပါမလားမပါနဲ့အများနဲ့ unboxing လုပ်တိုင်းမလားမပါမျက်နှာလေးပဲဖြစ်ကြည့်ကြပါအောင်ရှင် Me.